တင်းနှင်းလိုက်တိုင်းစစ်ဆိုရဖွယ်မှာလိုချိုရင်းနဲ့နေဆက်ရေးရဝန်ကြီးနေရာကိုဘုံမကြီးသိန်းစော်မြင့်အစားဘုံမကြီးရန်ကြီးအောင်နဲ့ဧပြီလနောက်ဆိုပတ်တွင်အစားထိုးလိုက်တယ်လို့စစ်ဆိုရတဲ့ရင်းမြစ်တွေစီကသိရပါတယ်။ဘုံမကြီးသိန်းစော်မြင့်ဟာစိုးစုရွေးကောက်ပွဲမတိုင်မီ2025ခုနှစ်အောက်တိုဘာလနောက်ပိုင်းကစလို့လုံနေဝန်ကြီးဖြစ်လာပါတယ်။2026ဧပြီလမှာပြောင်းလဲဖွဲ့စည်းလိုက်တဲ့စစ်ဆိုရဖွဲ့မှာလေလုံနေဝန်ကြီးအဖြစ်ဆက်လက်တာဝန်ယူခဲ့ပြီးဧပြီလကိုပိုင်မှာတော့ဘုံကြီးရန်ကြီးအောင်ကိုအစားထိုးခံလိုက်တာဖြစ်ပါတယ်။ဧပြီလ26ရက်နေ့ကတဝဲလေးစိတ်မှာပြုလုပ်တဲ့ဒေတာတွင်ဂျွန်ဘတ်လင်းပြည်ဆွဲမဲ့အခီးစဉ်ဖွင့်ပွဲမှာအခြားတိုင်းစစ်ဆိုရဖွဲ့ဝင်တွေနဲ့အတူဘုံကြီးရန်ကြီးအောင်အခမ်းအနားစတင်တက်ရောက်ခဲ့တာတွေ့ရပါတယ်။ဘုံကြီးရန်ကြီးအောင်ကဥသိစိတ်အစိုးရလက်ထက်ပြည်သူ့တော်မှာဘုံမှုရာထူးနဲ့2017ခုနှစ်ကနေ2012ခုနှစ်ထိတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တနည်းလောက်တာဝန်ယူခဲ့ဖူးသူလေးဖြစ်ပါတယ်။အခုလက်ရှိကံတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့ဗိုလ်မှူးကြီးရန်ကြီးအောင်တို့ဟာလေစစ်တက္ကသိုလ်အပတ်စဉ်41အစင်းတွေဖြစ်ကြပါတယ်။အင်းတိုင်းစစ်ဆိုရလုံနေဝန်ကြီးဗိုလ်မှူးကြီးသိန်းစော်မီဟာဒဝဲချေဆိုင်အမှတ်ရှိစစ်စင်ကော့ကဲမှုဌာနချုပ်စကားခရှိရဲ့ကော့ကဲရေးမှုအနေနဲ့မူလစစ်ဖက်တောင်းတွေပြန်လည်ထမ်းဆောင်ရမှာပါ။သူကတိုက်စစ်ဆိုရလုံနေဝန်ကြီးအဖြစ်တာဝန်မယူခင်ကစကားခရှိရဲ့ဒုတိယကော့ကဲရေးမှုဖြစ်ခဲ့ပါတယ်။ဘုံကြီးသိန်းစော်မြင့်ရဲ့တိုင်းလှော်တော်ကိုယ်စားလှယ်နေရာမှာဘုံကြီးရန်ကြီးအောင်အစားထိုးလိုက်တဲ့အကြောင်းစေအုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ကဧပြီလ29ရက်ညပိုင်းကကြေညာခဲ့ပါတယ်။ဘုံကြီးရန်ကြီးအောင်ဟာလုံနေဝန်ကြီးအဖြစ်အခမ်းအနားနဲ့အစည်းအဝေးတွေတက်ရောက်နေပေမဲ့စေအုပ်စုဘက်ကတော့ခန့်တဲ့အကြောင်းအမိစာကိုဧပြီလ30ရက်ဒီကနေ့မနေ့ပိုင်းထိတရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။ဆက်နာသိထားတဲ့9နှစ်အတွင်းတနင်္လာရီတိုင်းမှာလုံနေဝန်ကြီးနေရာကို9ကြိမ်အတိုင်းပြောင်းလဲပြုလုပ်ခဲ့ပြီးတာမီယူပုသူအချို့ဖန်စီအရေးကိုခံရတာတွေရှိခဲ့ပါတယ်။ထိုင်းနိုင်ငံနဲ့နယ်နိမိတ်များစွာထိစပ်နေတဲ့အပြင်တဘောအရေးအမြင့်ကျွဲဝတဲ့တင်းလာရီတိုင်းမှာခေဆဲဆဲဝင်းကြီးနေရအပြောင်းလဲများတဲ့ဒေတာတစ်ခုလေးဖြစ်ပါတယ်။လက်ရှိမှာလေတော်လိုင်းအားကောင်းတဲ့ဒေတာဖြစ်တာနဲ့အညီစီအခြေအနေတင်မာလေးရှိပါတယ်။